Donald Trump အာဆီယံမလေးရှားကိုတက်မှတ်ခီးစင်မြဖြစ်ပါတယ်26ရက်နေ့မနေ့ပြန်ပါနော်အောက်တိုဘာ26ရက်နေ့မှာမလေးရှားမှာဒီအာဆီယံညီလာခံပေါ့နော်အဲ့မှာတက်မယ်ပြီးလို့ရှိရင်29 28 29ဂျပန်ကဝန်ကြီးချုပ်ထားခိုင်ရှိဆန်အိုင်ပေါ့နော်ပထမဆုံးဝန်ကြီးချုပ်နဲ့တွေ့မယ်အဲ့ဒါတော့ကျွန်မဝေါ်ပုံမှာပြောခဲ့ပြီးပြီးရင်တောင်ကိုရီးယားကိုသွားမယ်တောင်ကိုရီးယားမှာတရုတ်သမ္မတနဲ့တွေ့မယ်ပေါ့နော်ချီချင်းပြင်းနဲ့တွေ့မယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒါကလေတူတက်တို့နှစ်ယောက်ဆွေးနွေးရမယ့်အပိုင်းတွေ serious ပေါ့နော်ထိပ်တီးဆွေးနွေးရမယ့်ဟာတွေအသေးစိတ်တော့ကျွန်မမပြောတော့ဘူးဒါပေမဲ့အဓိကပြောချင်တာဗာလဲဆိုဂျပန်နဲ့ပတ်သက်တဲ့ဟာဂျပန်ဝန်ကြီးချုပ်ကအမျိုးသမီးဖြစ်ပြီးတော့မှသူကပြီးခဲ့တဲ့သတင်းမှာလဲမနေ့ကမှလဲပါနော်သူရဲ့ speech မှာပြောတယ်သူတို့နိုင်ငံကိုသူကကွယ်မယ်ပြီးတော့သူတို့နိုင်ငံအရင်တော့ကတည်းကဒီစစ်ဈေးပေါ့ကောက်ွယ်ရေးဈေးစစ်ဈေးကိုတုံးတာနဲတယ်ဟိုလွန်ခဲ့တဲ့ season နဲ့ပေါ်ပါမနော်နေပြီးတော့မှအခုကတော့အဲ့လိုမဟုတ်ဘူးသူတို့ရဲ့နိုင်ငံတော် budget ကနေ GDP ကနေဘယ်လောက်ရခိုင်နှုန်းဆိုပြီးတော့မှစစ်စိတ်သုံးပြီးတော့မှသူတို့ USA ရဲ့အကူအညီယူပြီးသူတို့တွေကိုတရုတ်တွေနယ်ဆက်ကနေကိုမြောက်ကိုရီးယားတွေနယ်ဆက်ကနေသူတို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးသူတို့ကင်တွယ်ဖို့အတွက်ကိုနီလန်းနေပြီးရင်သူတို့စစ်စည်းကိုပို့သုံးပြီးတော့မှသူတို့လက်နက်တွေဝယ်ဖို့ရှိမယ်ဒီနိုင်ငံတော်ရဲ့ကုန်ကြစည် budget တိုးမြင့်မယ်ပေါ့နော်အဲ့ဒီဟာတွေကိုလှုပ်ဆောင်မယ်လို့ယူဆတယ်ဘာလို့ဆိုရင်ဒီထားခိုင်ရှိဆာနာရဲ့ main ကလေးဆိုပြီးအထင်မသေးနဲ့နော်မပေါ်နဲ့ဂျပန်မတွေဘလောက်ဇပြင်းနေဆိုတာဒီတစ်ခါမှာတော့ပေါ်လာပါလိမ့်မယ်ဘာလို့လဲဆိုရင်သူတို့နိုင်ငံမှာယောက်ျားလေးပဲဝန်ကြီးချုပ်ဖြစ်ရမယ်ဆိုတော့ယူတော်မှကြော်လွားပြီးတော့အခုဒါဘယ်တော့မှဆိုအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဒါသဘောကျတယ်ဒါပေမဲ့သူထပ်ပြီးတော့ဘာတွေ action ယူပြီးတော့မှဘယ်လိုတွေလုပ်လာမလဲပြီးတော့နောက်ဗီဒီယိုမှာကျွန်မဆက်ပြောပြမယ်သူခန့်ထားတဲ့သူအစိုးရအတစ်ဖွဲ့ထားတဲ့အဖွဲ့အစည်းရဲ့ဝန်ကြီးနေနဲ့အတူအခုဒါအမျိုးသမီးတယောက်ပါလာပြီနော် immigrant ဂျပန်မှာရောက်နေတဲ့နိုင်ငံသားတွေကိုသူဘယ်လိုကင်တိုင်မလဲဆိုတဲ့ဟာလေးပါလာတယ်အဲ့ဒါကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်မအပေါင်းလေးနေပေးခဲ့ပါနောက်ဗီဒီယိုတစ်ခုလုပ်ပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye